ပရိသတ်များမင်္ဂလာပါစပို့စာ YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်စပို့စာ YouTube channel ဆိုရင်ဖြင့်အားကစားသတင်းနဲ့ One Championship ရဲ့အကြောင်းအရာများကိုရှာဖွေစုဆောင်းကတင်ဆက်ပေးလျက်ရှိပါတယ်စပို့စာကိုအားပေးရှင်ဆိုရင်တော့ Subscribe လုပ်ပြီးတော့ Notification လေးကိုတစ်ကြိမ်နှိပ်ပေးတော့ဖို့ကျွန်တော်ရဲ့ရှင်းမိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အားပေးထားတဲ့အောင်လအကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားနိုင်ငံမှာရှိနေတဲ့လူသားအားလုံးတို့ရဲ့အားပေးစရာဖြစ်တဲ့အောင်လအကြောင်းလေးပဲဖြစ်ပါတယ်ပရိသတ်ကြီးရေနောက်ဆုံးမှာတော့သူ့ကိုအားပေးခဲ့တဲ့အောင်လကိုအနေနဲ့အရကအားပေးကြတဲ့ပရိသတ်တွေကိုအောင်လအဆန်းကကျေးဇူးတင်စကားပြောကြားပါသေးတယ်ပရိသတ်ကြီးရေအမေရိကန်နိုင်ငံမှာပထမဆုံးကျင်းပတဲ့ One Championship ရဲ့အဖွဲ့အစည်း One Fight Night ထမ်းပြိုင်ပွဲကြီးကတော့ပရိသတ်တွေအားပေးမှုခိုင်မာတဲ့အတူအောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ပရိသတ်ကြီးရေဒီပွဲမှာအမေရိကန်ပွဲစဉ်ရဲ့ပထမဆုံးပွဲဖြစ်တာနဲ့အညီပြင်ပွဲမှာလည်းပါဝင်ခဲ့ရသည့်ဖိုက်တာတွေဟာလည်းပဲသူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြတ်ရှပြခဲ့ပြီးပရိသတ်တွေကိုဖေးဖျော်မှုတွေပေးခဲ့ကြပါတယ်ဒီမှာကျွန်တော်တို့ကရှင်သားကြီးအောင်လအဆန်းပါဝင်နေတာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေအောင်လအဆန်းကတော့ပင်နေရာပွဲကစားသူတို့အားပေးတဲ့ပရိသတ်တွေကအုံကြွနဲ့ကိုအော်ဟိုက်အားပေးနေခရတဲ့ဖိုက်တာတူပရိသတ်အရှိတော်တယောက်လေးဖြစ်ပါတယ်ပရိသတ်ကြီးရေယခုအမေရိကန်ပွဲစဉ်မှာလည်းပဲပြင်မွေးကျင်းပရာကွင်းထီကပရိသတ်တွေဟာအောင်လရဲ့နာမည်ကိုရည်ရွယ်ပြီးအော်ဟိုက်အားပေးကြပါတယ်ပရိသတ်ကြီးရေစပုံးမွေးလိုနာမည်ခေါ်ဝေါ်တင်စားမှုကိုခံခဲ့ရတဲ့အောင်လဟာသူတို့အခုလိုအခိုင်အမာအားပေးကြလို့ပရိသတ်တွေရဲ့အတန်ကိုပွဲအပြီးမှယခုလိုကျေးဇူးတင်စကားပြောကြားပါသေးတယ်ပရိသတ်ကြီးရေတကဘာလုံးတိုင်းတာနဲ့ဆိုရင်ကျွန်တော်တို့မြန်မာလူဦးရေပေါင်းတန်း60လောက်ရှိပါတယ်လို့ထင်ပါတယ်ဒါကနေတဲ့ပမာဏမဟုတ်ပါဘူးကျွန်တော်ရဲ့ပရိသတ်တွေကသစ္စာရှိပါတယ်ကျွန်တော်ကလည်းသူတို့ပေါ်သစ္စာရှိပါတယ်အားလုံးကိုကျွန်တော်အယမ်းရှိပါတယ်ဒီနေ့ကြရင်အားလုံးအတူတူပြင်လေစုံကြရအောင်ဆိုပြီးတော့အောင်လကကျေးဇူးတင်စကားပရိသတ်များကိုပြောကြားခဲ့ပါတယ်ပရိသတ်ကြီးရေအောင်လကတော့နော်ကျွန်တော်တို့ပြောတဲ့အတိုင်းပါပဲသူထိုးတာကိုကျွန်တော်တို့အရန်ကိုနှစ်သိသဘောကျပါတယ်လက်တိထိုးခေါ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်သလောက် One Championship လောကမှာအောင်လကိုရှင်နေတဲ့သူမရှိပါဘူးတကယ်ကိုတန်မာတဲ့လက်တိပါနော်သူများထိုးတဲ့လက်တိတွေဘလောက်ပဲထိသူကခံနိုင်ရရှိပြီးတော့သူများကိုသူထိုးတဲ့လက်တိတွေကတခြားလူတွေကမခံနိုင်ရဘူးဒါအောင်လရဲ့တကယ်ကိုကြိုးစားမှုတွေပေါ့နော်အောင်လရဲ့ကြိုးစားမှုတွေအောင်လရဲ့ရက်လက်ကောင်းတွေကိုဟုတ်ကဲ့ပါအဲ့ဒါကြောင့်ကျွန်တော်တို့ One Championship One Fight Night တွေပြင်ပွဲကတော့ပြီးတော့ပါပြီအဲ့ဒါကြောင့်အောင်လရဲ့တကြွပြန်အိမ်မက်ကိုတောင်းထေဖော်လိုက်ပါပြီပရိသတ်ကြီးရေနောက်တစ်ခါတော့ပရိသတ်တွေအားလုံးသိပြီးသားတိုင်ကရှင်သားကြီးအောင်လအန်ဆန်းဟာသူရဲ့နောက်ဆုံးထိုးတဲ့မြေဂျပန်ဝါရဲ့ဖိုင်တာကြီးယူရှင်အိုမင်ဂါနဲ့ဘရာဇီးအကျော်မော်ဖိုင်တာတို့ဖြစ်သည့်ဂါဘာအိုတို့ကိုပထမအရှိမာပေးအလေးထိုးပြင်းအနိုင်ရရှိကနှစ်ပွဲဇက်တိုက်အနိုင်ရလဲရရှိကောင်းကိုစွမ်းဆောင်နိုင်ပြခဲ့ပါတယ်ပရိသတ်ကြီးရေထူးခြားစွာဖြင့်အောင်လအန်ဆန်းဟာနောက်ဆုံးအနိုင်ရရှိခဲ့တဲ့နှစ်ပွဲဇက်တိုက်ကိုမြေပြင်လက်သည့်ထိုးချက်တွေနဲ့ပြင်ပတွေကိုအလေးထိုးပြီးအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေဒါအောင်လအဆန်းကိုအများကြီးမျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက်တော့ရန်ကိုကောင်းတဲ့အချက်အလက်တစ်ခုပါပဲပရိသတ်ကြီးအောင်လကတော့နောက်ဆုံးစကားထားတဲ့နှစ်ပွဲစလုံးတွင်ပွဲကစားအချိန်တွင်းမှာပဲရင်းမှုတွေထက်ကပုံစံမျိုးသူတို့ကိုမြေပြင်ပေါ်လေးမကျအောင်အတင်းကာကွယ်နေတာမျိုးမဟုတ်ပြီးကိုကသာနေရင်ဂဲ့ဘောလိုခန္ဓာကိုယ်ကြန့်ခိုင်တဲ့သူကိုတောင်မြေပြင်ပေါ်လေးကျအောင်ပြုလုပ်ခဲ့ပြီးပွဲသိမ်းခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးအောင်လအဆန်းဟာနယ်သာလန်ဖိုက်တာရနီယာဒါရိုက်တာကိုနှစ်ပွဲဆက်တိုက်အရင်နှင်းဆိုင်ကဂရုဘိုင်းမှာအတော်လေးအားနည်းကြောင်းသိရှိရပါတယ်ပရိသတ်ကြီးရုပ်နှစ်ပွဲစလုံးမှာအောင်လဟာရနီယာရဲ့ဖိအားပေးမှုကိုခံရပြီးသူ့ရဲ့ချန်ပီယံခဘက်တွေကိုအလွေတကူဆုံးရှုံးရပါတယ်ပရိသတ်ကြီးဒါပေမဲ့လည်းဒီတစ်ချိန်ပြန်တွေ့ရင်တော့အောင်လအဆန်းဟာအရင်လိုရနီယာပြုတ်သမျှလူရမယ့်အရှင်နေမျိုးတော့မဟုတ်ပါဘူးလို့ထင်ပါတယ်ပရိသတ်ကြီးဗတ်တပြန်ကြားတပြန်ပုံစံနဲ့ပရိသတ်တွေဟာပွဲကောင်းတစ်ပေါင်းကြည့်ရဖို့ရှိနေပြီးရနီယာကိုသာမြေပြင်ပေါ်လေးကျနိုင်ပြီးအပေါ်ကစိတ်ကြိုက်ထိုးခွင့်ရမယ်ဆိုရင်တော့အောင်လကသေချာပေါက်အနိုင်ရမှာတေချာပါတယ်ပရိသတ်ကြီးရေအောင်လအဆန်းကိုရှိရတဲ့ညီကိုရီယာအောင်လနဲ့ရနီယာတို့ရဲ့မကြေပွဲနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြပါသလဲဒီပွဲဖြစ်လာခဲ့ရင်ရောအောင်လအနေပြင်လဲလက်စားရှင်နိုင်မေးလို့ပရိသတ်များထင်ကြပါသလားညီကိုရီရဲ့အမြင်မျိုးလေးကျွန်တော်ရဲ့ Sports YouTube Channel အောက်ကကွန်မန့်လေးရေးခေးပါအောင်လို့ပရိသတ်များကိုအသိပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရေပွဲအပြီးမှာတော့ရနီယာကိုကောင်းကောင်းကြီးတတိပေးလိုက်တဲ့ကျွန်တော်ရဲ့အောင်လအကြောင်းအောင်လစကားအနည်းငယ်လေးဖြစ်ပါတယ်ပရိသတ်ကြီးရေပြည်သူရှစ်တော်ကချင်သားကြီးအောင်လအဆန်းကတော့မနေ့ကမနေ့ပိုင်းမှာဖိုင်ယံကိုရှုပ်ကွက်နဲ့အနိုင်ယူခဲ့ပြီးသမိုင်းမှတ်တိုင်တရက်ကိုရစ်ထိုးနိုင်ခဲ့ပါပြီပရိသတ်ကြီးရေအောင်လရဲ့ပြင်ပဖြစ်သူဖယုံဟာပထမရှိကလေးကအောင်လကိုစတန်ဖိုင်ရှိန်ထိုးခဲ့ပြီးပွဲသိမ်းဖို့လုပ်ခဲ့ပါတယ်ပရိသတ်ရေဒါမဲ့လည်းအောင်လကိုစတန်ဖိုင်ပိုင်းမှာလုံးဝမချင်ရခဲ့ပဲပထမရှိမဆုံးခင်မှာပဲမြက်ခုံကွေးခဲ့ရပါတယ်ပရိသတ်ကြီးရေဒုတိယအချိန်မှာလေးပဲဖယုံဟာအောင်လကိုလက်တီထိုးချက်တွေနဲ့ဆက်လိုက်ရင်ဆိုင်ခဲ့ပြီးအောင်လမုံမီအထင်နဲ့အတင်းဝင်လုံးဖို့ကြိုးပမ်းခဲ့ပါတယ်ပရိသတ်ကြီးအထင်မှားစော်နဲ့ဖန်ယုံတယောက်အောင်လိုက်ရဲ့ရှုပ်ကွမိပြီးလက်ပုတ်အရှုံးပေးခဲ့ရပါတယ်ပရိသတ်ကြီးဒါပေမဲ့လည်းပရိသတ်ကြီး
မညာစတန်းဝေဖန်ရမယ်ဆိုရင်ဒီပွဲမှာအောင်လာရဲ့စတရင်ဘိုင်းမှာနေအားနည်းချက်တွေရှိလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ပရိသတ်ရေအသက်အရွယ်ပိုင်းရအကြပိုင်းကိုမတိမတာရောက်နေပြီဆိုတာကိုလေးပဲကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ်အားကစားလောကမှာလည်းအသက်အရွယ်နဲ့အရန်ကိုဆိုင်ပါတယ်လူရောက်အသက်ကြီးတဲ့လူနဲ့အသက်ငယ်တဲ့လူဟာအရန်ကိုကွာပါတယ်အသက်ငယ်တဲ့လူကြတော့ကျွန်တော်တို့ခံနိုင်ရည်တွေအရန်ရှိပါတယ်အသက်ကြီးတဲ့လူကြတော့အမောပန်းတွေကိုသိမခံနိုင်ပါဘူးဒါလည်းကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်နော်အောင်လာလည်းအခုကအသက်ရွယ်ကြီးလာပြီဆိုတော့ကျွန်တော်တို့အကြပိုင်းကိုရောက်လာပြီလို့ကျွန်တော်တို့ပြောရမလို့ထင်ပါတယ်အောင်လာကတော့ကျွန်းနဲ့ကြီးအလင်းကနာနင်ကိုရှုပ်ကွက်ပြင်းအနိုင်ရယူနိုင်ခေးပြီးနောက်ပိုင်းမှာတော့နှစ်အတော်ကြာမှရှုပ်ကွက်ပြင်းအနိုင်ရရှိခေးရှင်လေးဖြစ်ပါတယ်ပရိသတ်ကြီးရေဒါဟာမကြခင်မှာသူရဲ့ပြင်ပဖြစ်လာမိ BGG အာတန်တဲ့နယ်သာလန်သားကြီးရိုင်းနီယာဒါရိုက်တာကိုနိုင်ပွဲနဲ့အတူကျူးဆက်စုကိုအကောင်းကောင်းကြီးပြင်ဆင်လာခဲ့ပြီးဖြစ်ကြောင်းတတိပေခေါင်းလောင်းထိုးခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေကျွန်တော်ရဲ့ရှစ်ပရိသတ်တွေရောဘလို့ထင်ကြပါသလဲရနီယာနဲ့အောင်လာတို့ရဲ့တတိယမြောက်မကြေပွေးခပတ်လူပွေးကိုကြည့်ရှုအားပေးဖို့အစဉ်သင့်ဖြစ်ပြီလားလို့ကျွန်တော်ရဲ့ပရိသတ်များကိုအသိပေးလိုက်ရပါတယ်အဲဒါကြောင့်ကျွန်တော်တို့အားပေးနေကြတဲ့အောင်လာကတော့အားပေးရကြိုးနာတာနဲ့အောင်လာရဲ့ဝမ်ရှင်ပီယံချက်ရဲ့မှတ်တိုင်တဲ့တစ်ခုကိုပြင်လေရေးထိုးနိုင်ခေရှင်ဖြစ်ပါတယ်ပရိသတ်ကြီးရဲ့အဲဒါကြောင့်ကျွန်တော်ရဲ့ sports site ကိုအားပေးရှင်ဆိုတော့ subscribe လုပ်ပြီးတော့ notification ခေါင်းလုံးလေးကိုတကြည်နှိပ်ပေးတော့ဖို့ကျွန်တော်ရဲ့ချစ်ပရိသတ်များကိုအသိပေးလိုက်ရပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ